ဘာတင်တင်စောက်ကြည့်နေတဲ့ဖွဲ့တွေရှိတယ်ဆိုရင်ကျွန်တော်ဒီ9လပိုင်းကုန်ရင်ကျွန်တော်တို့ဒီ9လပိုင်းတစ်လလုံးမှာပြန်ထားတဲ့ခီးတွေစီကရတဲ့ဝန်ဆောင်ကားတွေကနေပြီးတော့900ခန့်တော့လှူပေးမယ်ဆိုတာရောသိပြီလားခင်ဗျာနော်ကျွန်တော်ဗီဒီယိုဖိုင်တွေလည်းခဏခဏတင်ပြပါတယ်ပို့တွေလည်းတင်ပေးဘူးတယ်ဒီခီးတွေစီကရတဲ့ဝန်ဆောင်ခတွေထဲကနေပြီးတော့တီးတန့်ကျွန်တော်900ခန့်တော့လှူပေးမှဖြစ်တယ်ဒါကိုတော့မသိရသေးဘူးလားမသိရသေးအရင်ဗီဒီယိုဖိုင်လည်းတောင်းဝင်ကြည့်လို့ရနော်ကျွန်တော်ဒီမှာအိမ်ပြန်ဖို့အတွက်ဆိုရင်ကားနေတိုင်းဆင်းတက်ရှိတာဖြစ်တဲ့အတွက်လိုရတဲ့နေ့လူချင်းတဲ့နေ့ကိုလည်းပြန်လို့ရတယ်ကျွန်တော်တင်ပေးနေတာဘာတွေတင်လဲဆိုတော့ကျွန်တော်တို့ခီးစဉ်နဲ့ပတ်သက်တာလမ်းခီးသေးစိတ်စာရွက်စာတမ်းလိုအပ်တာတွေကိုကျွန်တော်နေ့တိုင်းတင်ပေးတယ်အဲ့လိုမျိုးတင်ပေးတာဖြစ်တဲ့အတွက်ခီးတွေလည်းအကျိုးရှိစေပါတယ်ကျွန်တော်တင်ချင်တာတင်နေတာမဟုတ်เนาะကျွန်တော်တို့တင်နေတာမဟုတ်ပါဘူးခီးတွေအတွက်ပါဝင်ကြည့်ကြည့်ပါဗီဒီယိုဖိုင်တစ်ခုချင်းစီတိုင်းမှာကခီးတွေအတွက်လိုအပ်ချက်တွေပဲကျွန်တော်ပြောပေးနေတာဖြစ်ပါတယ်เนาะလမ်းခီးပြောင်းလဲတွေပဲပြောပေးနေတာဖြစ်ပါတယ်အဲ့လိုမျိုးတင်ပေးနေတာတွေကိုသဘောကျတယ်ဆိုရင် comment ရေးပြီးတော့ share သွားခဲ့ပြီเนาะနောက်ထပ်ဘယ်လိုအကြောင်းအရာတွေထပ်ပြီးတော့တင်ပေးရမလဲဆိုတာလည်းပြောလာခဲ့ပြီကျွန်တော်တို့ link နဲ့ပတ်သက်တာဆိုရင်အများအားတင်ပေးဖို့အဆင်သင့်ရှိပါတယ်ကျွန်တော်ပြောခဲ့တယ်เนาะအစီမှာတင်ခဲ့တဲ့ဗီဒီယိုဖိုင်တွေကကျွန်တော်တို့မဟုတ်ခီးတဲ့အတွက်ဖြစ်တယ်အကျိုးရှိစေတယ်ကျွန်တော်ပြောရဲတယ်ဗီဒီယိုဖိုင်တွေကိုအများအားကြည့်တဲ့သူတွေဆိုရင် TV သားတွေဖြစ်မှာပါမကြည့်ရသေးတဲ့သူတွေလည်းအခုမှ follow စားနှိပ်တဲ့သူတွေလည်းကျွန်တော်ဗီဒီယိုဖိုင်လေးတွေတွေ့ရင်တစ်ခုပြီးရင်နှစ်ခုဝင်ကြည့်သုံးခုဝင်ကြည့်เนาะဒါဆိုရင်ကိုသွားမဲ့ခီးစဉ်အတွက်ပါတယ်ကြိုတင်ပြင်ဆင်သွားရမယ်ပါတယ်ကျွန်တော်တို့ဆောင်းတွေရှိမလဲဒါတွေတည်သွားရမှာဖြစ်ပါတယ်เนาะအခုကျွန်တော်တို့ promotion တွေလည်းအများအားပေးထားတယ်အခုအမှတ်နဲ့တရားဖွင့်ပြီဆိုတာလည်းကျွန်တော်ဗီဒီယိုဖိုင်တွေမှာမနေ့ကကြော်ညာထားတယ်ဒါတွေလည်းဝင်ကြည့်ပေးပါခီးတွေအတွက်အကျိုးရှိစေမယ့်ဗီဒီယိုဖိုင်လေးတွေဖြစ်လို့ပါခင်ဗျာ